မင်္ဂလာပါမိတ်ဆွေဒီနေ့ဒီအချိန်ဒီခိုက်တက်မှာမိတ်ဆွေဘာလုပ်နေပါသလဲကျွန်တော်တို့အားလုံးရဲ့ဘဝမှာတန်းတူညီမျှရရှိထားတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့အချိန်ပါပဲတထေးဖြစ်ဖြစ်စင်ရဲသားဖြစ်ဖြစ်ပညာတတ်ဖြစ်ဖြစ်ရိုးရိုးတာမန်လူပဲဖြစ်ဖြစ်တရက်မှာ24နာရီပဲပိုင်ဆိုင်ကြပါတယ်ဒါပေမဲ့အဲ့ဒီ24နာရီကိုအသုံးချပုံချင်းမတူညီကြတာကလူတစ်ယောက်နဲ့တစ်ယောက်ရဲ့ကံကြမ္မာကိုကွဲပြားသွားစေတာပါမိတ်ဆွေစိတ်ကူးလေးတစ်ခုယဉ်ကြည့်ရအောင်အကယ်၍ဘဏ်တစ်ခုကမိတ်ဆွေရဲ့အကောင့်ထဲကိုမနက်တိုင်းငွေကျပ်86,400နေ့စဉ်လွှဲပေးမယ်ဆိုပါစို့ဒါပေမဲ့စည်းကမ်းချက်တစ်ခုရှိတယ်အဲ့ဒီငွေကိုအဲ့ဒီနေ့မှာပဲကုန်အောင်သုံးရမယ်မသုံးဘဲကြံနေတဲ့ငွေကိုနောက်ရက်တည်သွားလို့မရဘူးညရောက်တာနဲ့အဲ့ဒီငွေတွေပျောက်သွားမယ်ဒါဆိုမိတ်ဆွေဘာလုပ်မလဲတေချာတာပေါ့တပြားမှမကြံအောင်ထုတ်သုံးမိမှာပဲတကယ်တော့ကျွန်တော်တို့အားလုံးမှာအဲ့ဒီဘဏ်အကောင့်ရှိပြီးသားပါအဲ့ဒါကတော့အချိန်ပါပဲမနက်မိုးလင်းတာနဲ့ကျွန်တော်တို့ရဲ့ဘဝဆိုတဲ့ဘဏ်အကောင့်ထဲကို86,400စက္ကန့်ရောက်လာပါတယ်ညရောက်တာနဲ့အကျိုးရှိရှိမသုံးလိုက်ရတဲ့စက္ကန့်တွေဟာအလိုလိုပျောက်ကွယ်သွားပါတယ်ပြန်စုထားလို့မရဘူးအတိုးလည်းမရဘူးဒါကြောင့်မိတ်ဆွေဒီနေ့အတွက်ပေးထားတဲ့စက္ကန့်တွေကိုတန်ဖိုးရှိရှိမသုံးပဲလွှင့်ပစ်လိုက်ပါလားစဉ်းစားတော့ငွေပြောက်ရင်ပြန်ရှာလို့ရတယ်ကျန်းမာရေးမကောင်းရင်ပြန်ကူးလို့ရကောင်းရနိုင်တယ်ဒါပေမဲ့ကုံဆုံးသွားတဲ့အချိန်ဆိုတာဘလို့မှပြန်ဝယ်လို့မရပါဘူးမနေ့ကဆိုတဲ့အရာဟာတမိုင်းဖြစ်သွားပါပြီမနှက်ဖြန်ဆိုတာလည်းမသေးချာသေးပါဘူးကျွန်တော်တို့လက်ထဲမှာပိုင်ဆိုင်တာဆိုလို့ဒီနေ့အခုဆိုတဲ့ပြစ္ဆုတ်ပံအချိန်လေးတစ်ခုပဲရှိတာပါအထူးသဖြင့်ကျွန်တော်ပြောချင်တာကလူငယ်တွေအတွက်ပါငါတို့ငယ်ပါသေးတဲ့အချိန်တွေအများကြီးကြံပါသေးတယ်လို့တွေးနေသလားဒါဟာလူငယ်ဘဝရဲ့အကြီးမားဆုံးထောင်ချောက်ပါပဲလူငယ်ဘဝဆိုတာတစ်ပင်တစ်ပင်ရဲ့ပြိုးပင်ဘဝလိုပါပဲပြိုးပင်ဘဝမှာရေလောင်းပေါင်းတင်ဂယုဆိုင်မှသာကြီးလာတဲ့အခါအတီးပွင့်ဝေစားတဲ့တစ်ပင်ကြီးဖြစ်လာမှာပါငယ်တုန်းမှာအချိန်ဖြုံးလိုက်ရင်ကြီးလာတဲ့အခါအရေးမရတဲ့တစ်ပင်ချောက်ကြီးဖြစ်သွားလိမ့်မယ်မိတ်ဆွေဂိမ်းဆော့နေတဲ့အချိန်တွေဖုံးပုတ်ပြီးအချိန်ကုန်နေတဲ့နာရီပေါင်းများစွာကိုပြန်တွက်ကြည့်ဘူးလားတရက်ကို3နာရီလောက်အကျိုးမဲ့ဖုံးသုံးနေမယ်ဆိုရင်တစ်နှစ်မှာနာရီပေါင်း1000ကျော်ပါတယ်အဲ့ဒီနာရီ1000ဟာဘာသာစကားတစ်ခုကိုကျွမ်းကျင်အောင်သင်ယူဖို့လုံလောက်ပါတယ်ကျွမ်းကျင်မှုပညာရဲ့တစ်ခုကိုတက်မြောက်ဖို့လုံလောက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကခဏလေးပါကွာဆိုပြီးတန်ဖိုးရှိတဲ့လူငယ်ဘဝအချိန်တွေကိုဖျက်ဆီးပစ်နေကြတယ်လူငယ်ဘဝမှာအရေးကြီးဆုံးကအချိန်ကိုရင်းနှီးမြှုပ်နှံဖို့ပါ investing time ပတ်စံမရှိရင်တော့အချိန်ရှိနေပါသေးတယ်အဲ့ဒီအချိန်ကိုအသိပညာရှာဖို့သုံးမလားပျော်ပါဖို့သုံးမလားဆိုတာမိတ်ဆွေရဲ့ရွေးချယ်မှုပါပဲတတိယပါအချိန်ဆိုတာမြည်ရည်လိုပဲစီးသွားတဲ့ရေဟာပြန်ဆန်တက်မလာသလိုကုန်သွားတဲ့လူငယ်ဘဝဟာလည်းပြန်မရနိုင်တော့ပါဘူးအသက်30 40ရောက်မှငါငယ်ငယ်တုန်းကစူးစမ်းခဲ့ရင်ကောင်းသားလို့နောင်တရမလားဒါမှမဟုတ်ငါလူငယ်ဘဝကိုအကောင်းဆုံးအသုံးချခဲ့လို့အခုလိုအောင်မြင်နေတာလို့ခုံယူမလားကဘာကျော်တထေးကြီးတွေပညာရှင်တွေခေါင်းဆောင်တွေနဲ့ကျွန်တော်တို့နဲ့ဘာကွာခြားတယ်လဲသူတို့မှလည်းတရက်24နာရီပဲရှိတာပါဘီဂိတ်မှလည်း24နာရီပါပဲအီလိုမတ်မှလည်း24နာရီပါပဲကွာခြားချက်ကတော့သူတို့ကအချိန်ကိုသုံးစွဲယုံတက်မလုပ်ပါဘူးအချိန်ကိုသူတို့အောင်မြင်မှုအတွက်အသုံးချကြပါတယ်အောင်မြင်သူတွေကအချိန်မရှိဘူးလို့ဘယ်တော့မှညှဉ်းညူလေးမရှိပါဘူးဘာကြောင့်လဲဆိုတော့အရေးကြီးတဲ့အရာတွေအတွက်အချိန်ပေးဖို့သူတို့သိကြလို့ပါပဲကျွန်တော်တို့ကသာမအားဘူးဆိုတဲ့စကားလုံးကိုတွင်တွင်သုံးနေကြတာတကယ်တော့မအားတာမဟုတ်ပါဘူးဦးစားမပေးတာသာဖြစ်ပါတယ် TV ကြည့်ဖို့အချိန်ရှိတယ်တငယ်ချင်းတွေနဲ့အာလာတလာပါပြောဖို့အချိန်ရှိတယ်ဒါပေမဲ့စာဖတ်ဖို့လေ့ကျင့်ခန်းလုပ်ဖို့မိမိကိုယ်ကိုတိုးတက်အောင်လုပ်ဖို့ကြတော့အချိန်မရှိဘူးတဲ့ဒါဟာကိုညာတာပါအောင်မြင်မှုဆိုတာနေချင်းညချင်းဖြစ်လာတဲ့အရာမဟုတ်ပါဘူးနေ့စဉ်နေ့တိုင်းနည်းနည်းချင်းစီစုဆောင်းလာတဲ့အချိန်တွေရဲ့ရလဒ် compound effect ပါတစ်နေ့ကို15မိနစ်လောက်စာဖတ်မယ်ဆိုရင်တစ်နှစ်နေရင်စာအုပ်ပေါင်း20လောက်ဖတ်ပြီးသားဖြစ်နေမှာပါတစ်နေ့ကိုနာရီဝက်လောက်လေ့ကျင့်ခန်းလုပ်ရင်တစ်နှစ်နေရင်ကျန်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်လာမှာပါဒါကြောင့်အကြီးကြီးတွေတွေးပြီးစိတ်မပြတ်ပါနဲ့
ဒီနေ့ဒီအချိန်လေးကိုပဲအကောင်းဆုံးဖြစ်အောင်နေလိုက်ပါအချိန်ကိုလေးစားတဲ့လူကိုကံတရားကပြန်ပြီးလေးစားပါတယ်အချိန်ကိုတန်ဖိုးထားတဲ့လူစီကိုအောင်မြင်မှုကအလိုလိုရောက်လာပါတယ်မိတ်ဆွေရဲ့အချိန်စရာကိုပြန်စစ်ဆေးကြည့်ပါအနှစ်မပါတဲ့အရာတွေနဲ့ပြည့်နှက်နေသလားဒါမှမဟုတ်အနာဂတ်အတွက်အုံမြင့်ချနေသလားအခုနောက်ဆုံးအနေနဲ့မိတ်ဆွေကိုမေးခွန်းတစ်ခုမေးချင်ပါတယ်မိတ်ဆွေရဲ့ဘဝမှာတကယ်တမ်းအရေးကြီးဆုံးကဘာလဲမိသားစုလားအောင်မြင်မှုလားစိတ်ချမ်းသာမှုလားအဲ့ဒီအရာတွေအားလုံးကိုရယူနိုင်ဖို့တစ်ခုတည်းသောချက်ကအချိန်ပါပဲအချိန်ကိုဖြုံးတီးခြင်းဟာမိမိရဲ့အသက်ကိုဖြုံးတီးခြင်းနဲ့အတူတူပါပဲအချိန်ကိုတတ်နေတယ်ဆိုတာကိုယ့်ရဲ့အောင်မြင်မှုကိုတတ်နေတာနဲ့အတူတူပါပဲဒါကြောင့်ဒီနေ့ကစပြီးမဟုတ်ဘူးဒီစက္ကန့်ကစပြီးဆုံးဖြတ်ချက်ချလိုက်ပါငါရဲ့အချိန်တွေကိုအလားထမကုံဆုံးစေတော့ဘူးငါရဲ့လူငယ်ဘဝကိုအတိတ်ပဲရှိရှိဖြတ်တန်းမယ်ငါရဲ့အနာဂတ်ကိုငါရဲ့လက်ရှိအချိန်တွေနဲ့တည်ဆောက်မယ်ရွှေဆိုင်ခြင်း procrastination ဆိုတဲ့ယောဂဆိုးကိုတိုက်ထုတ်ပါမနှက်ဖြန်မှလုပ်မယ်ဆိုတဲ့စိတ်ကူးကိုဖျက်ပစ်ပါမနှက်ဖြန်ဆိုတာပြင်းရည်သူတွေအတွက်ပဲရှိတာပါစူးစမ်းသူတွေအတွက်ကတော့ဒီနေ့ပဲရှိပါတယ်နာယီကိုမကြည့်ပါနဲ့နာယီလက်တွေလှုပ်တယ်လို့ပဲလှုပ်ပါအဲ့ဒါကတော့ဆက်သွားနေဖို့ပါပဲ Don't watch the clock Do what it does. Keep going မိတ်ဆွေရဲ့အချိန်တွေကတန်ဖိုးမဖြတ်နိုင်ပါဘူးဒါကြောင့်အဲ့ဒီတန်ဖိုးမဖြတ်နိုင်တဲ့အချိန်တွေကိုတန်ဖိုးမရှိတဲ့နေရာတွေမှာသွားမသုံးပါနဲ့ကဲမိတ်ဆွေအခုဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့မိတ်ဆွေဘာလုပ်မလဲအကျိုးမဲ့ social media ဆက်သုံးနေမလားဒါမှမဟုတ်ကိုယ့်ဘဝအတွက်အကျိုးရှိမဲ့တစ်စုံတစ်ခုကိုစတင်လှုပ်ဆောင်မလားရွေးချယ်မှုကမိတ်ဆွေရဲ့လက်ထဲမှာပါအချိန်ဆိုတာမင်းရဲ့ဘဝမင်းရဲ့အသက်ပါကျေးဇူးတင်ပါတယ်